မင်္ဂလာပါခင်ဗျာအခုကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ငါတလောက်တွေအကြောင်းပဲဖြစ်ပါတယ်ငါတလောက်နဲ့ပတ်သက်လို့ငါမှငါတလောက်မရမှစတော့ဆိုပြီးမြမဆိုရစကားရှိပါတယ်မြန်မာလူမျိုးများစုကငါတလောက်ကိုနှစ်သက်စွာစားသုံးကြပါတယ်ငါတလောက်ငါ့ကိုချစ်ပြီးတန်ဖိုးထားတဲ့သူတယောက်အနေနဲ့ငါတလောက်လေးတွေအကြောင်းကိုကျွန်တော်ကတင်ပြချင်ပါတယ်ပြီးတော့ငါတလောက်တွေဘယ်ဟာဒီဘယ်လိုနေရာမှာဥချသားပေါက်တာလဲသိချင်မိပါတယ်အားကြောင့်ကျွန်တော်လေ့လာမိသမျှရှာဖွေတင်ပြမိပါတယ်ငါတလောက်ဆိုတာကျွန်တော်နိုင်ငံအတွက်စီးပွားရေးအလွန်ရေးပါပြီးတန်ဖိုးရှိတဲ့ငါတစ်မျိုးဖြစ်ပါတယ်မရမှဆိုတော့ငါမှငါတလောက်ဆိုပြီးမြမစကားပုံမှာငါတလောက်ငါကိုငါတွေထဲမှာအရသာရှိဆုံးတဲ့လူကြိုက်အများဆုံးငါဖြစ်တင်စားသတ်မှတ်ထားကြပါတယ်ဒါအပြင်ပြတော်လမိုက်ငါဥဆိုင်ဆိုတဲ့စကားကလည်းငါတလောက်ငါတွေကိုများညှို့ဆိုလီရောသလားမသိနိုင်ပါဘူးလာပြတော်ချမ်းချမ်းအေးအေးမှောင်မွဲတဲ့ကာလမှာတက်လာတဲ့ငါးအုပ်တွေကိုမြင်အောင်မိပါတော့တယ်မြန်မာနိုင်ငံမှာကငါတလောက်မျိုးစိတ်နှမျိုးတွေ့ရပါတယ်ဘာတွေလဲဆိုတော့ငါတလောက်ဆိုတဲ့ပီဆာရှက်နဲ့ငါတလောက်ရောက်ဖဆိုတဲ့တိုလီရှက်ဆိုပြီးတော့တွေ့ရပါတယ်နောက်ပြီးငါတလောက်နဲ့ဆင်တဲ့ခလီရှက်ဆိုပြီးလဲရှိပြန်ပါသေးတယ်ငါတလောက်တွေကပင်လယ်ရင်ကမှာအဓိကနေထိုင်ကြတဲ့ငါးမျိုးစိတ်တွေဖြစ်ပါတယ်အိန္ဒိယသမုဒ္ဒရာမြောက်ဘက်ခြမ်းဒေသအထူးသဖြင့်ဘင်္ဂလားပင်လယ်အော်ငါတလောက်ငါးတွေရဲ့မူလဇာတိဒေသဖြစ်ပါတယ်ဘင်္ဂလားပင်လယ်အော်မှာကျက်စားနေတဲ့ငါတလောက်တွေက၎င်းဒေသနဲ့ဆက်ဆက်နေတဲ့နိုင်ငံများရှိရေချိုမြစ်ချောင်းများသို့ဝင်ရောက်သွားလာကြပါတယ်။ဒါကြောင့်ငါတလောက်ငါးများကိုပါရှန်ပင်လယ်ကွေ့ရှိအီရန်၊အီရတ်၊အာရဗ်ပင်လယ်တို့မှာအနည်းငယ်စီနဲ့ဘင်္ဂလားပင်လယ်အော်နဲ့အဓိကဆက်ဆက်နေတဲ့နိုင်ငံများဖြစ်တဲ့အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံတို့မှာအများပြားတွေ့ရပါတယ်။ကောင်းမှာငါတလောက်ထုတ်လုပ်မှုအများဆုံးကဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပြီးတော့စုစုပေါင်း60%ရှိပါတယ်။ကျွန်တော်မြန်မာနိုင်ငံကတော့15%နဲ့ငါတလောက်ဒုတိယထုတ်လုပ်မှုအများဆုံးဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကငါတလောက်ဖန်ဆီးရရှိမှုကစုစုပေါင်းငါးထုတ်လုပ်မှုရဲ့12%ရှိပြီးသူတို့ GDP ရဲ့1%ရှိပါတယ်မြန်မာနိုင်ငံမှာကငါးလုပ်ငန်းကဏ္ဍကနေ GDP ရဲ့10%ရှိပြီးတော့ငါတလောက်ကစုစုပေါင်းငါးထုတ်လုပ်မှုရဲ့4.5%ရှိပါတယ်ငါးလုပ်ငန်းနဲ့ဆက်ဆက်ပြီးအချိန်ပြည့်ရောအချိန်မဲ့မှာလောက်ကင်လေးတွေကိုနှိုင်းယှဉ်ရမှာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာက2.5 သန်းရှိပြီးတော့မြန်မာနိုင်ငံမှာက1.6 သန်းရှိပါတယ်ငါတလောတွေရဲ့ကိုယ်တွေဟာပြပြီးတော့အနှဲငယ်ကျဲပါတယ်ဥကောင်းကလည်းအမေးတီအကြီးခွင်တွေကညီညာပြီးငွေအောင်တန်းနေတတ်ပါတယ်ငွေအောင်ပေါ်မှာရွှေအောင်နဲ့ခရမ်းရောင်တို့ကိုလည်းရော့ရှက်နေတာကိုတွေ့ရပါတယ်ငါတလောက်သားမောင်လေးတွေရဲ့ကြောဘက်မှာတော့အမဲစင်းလေးတွေပါတတ်ပါတယ်ပုံမှန်အားဖြင့်ကိုရှီတပေကနေ2ပေအထိရှိတတ်ပါတယ်ကမ္ဘာအကြီးဆုံးငါတလောက်ကို2011ခုနှစ်အောက်တိုဘာလကအိန္ဒိယနိုင်ငံဂူဂျာပြည်နယ်တပ်တီမြဝန်းမှာဖန်စီရမိခဲ့ဥပါတယ်အဲ့ဒီငါတလောက်ကအရှည်6.4မီလီမီတာရှိပြီးတော့အလေးချိန်အပြင်4.25 ကီလိုဂရမ်ရှိပါတယ်ဂုဏ်နဲ့ရဲ့အလေးချိန်က690ဂရမ်ရှိပြီးတော့ဥပေါင်း2တန်း9သိန်းကျော်ရှိပါတယ်ခုနကတင်ပြခဲ့သလိုပဲငါတလောက်တွေကပင်လယ်နေရေငါမျိုးစိတ်တွေဖြစ်ကြပါတယ်သူတို့ဟာအုပ်စုပဲနေထိုင်ကြပြီးရေပေါ်ရေလွှာနဲ့ပလတ်ကျက်ငါမျိုးတွေလည်းဖြစ်ပါတယ်ငါတလောက်တွေကဆယ်မွန်ငါးတွေလိုပဲရေကျွတ်တက်ငါ Anadramus species တွေပါပင်လယ်ကနေမြစ်ချောင်းတွေတဲ့ကိုဥချသားပေါက်ဖို့ရေစံတက်ပြီးဝင်ရောက်လာလိမ့်ရှိပါတယ်ငါတလောက်တွေဟာရေချိုမြစ်ချောင်းတွေတဲ့ကိုကီလိုမီတာ1000ကျော်ထိဝင်ရောက်ကြပါတယ်အခုနောက်ဆုံးလေးလာတွေ့ရှိချက်တွေကမြမပင်လယ်ပြင်ကနေအေယာဝတီနဲ့ချင်းရင်းပြည်တဲ့ကိုကီလိုမီတာ1500လောက်ထိတက်ရောက်နေတာကိုတွေ့ရပါတယ်ဒီလိုရွှေပြောင်းတဲ့ငါတလောက်တွေကအေယာမြို့ပေါ်ကျွန်းပေါ်လိုနေရာမျိုးမှာအများဆုံးတွေ့ရပါတယ်မြန်မာနိုင်ငံအလယ်ပိုင်းနဲ့တပ်ပိုင်းဒေသတွေမှာလည်းတွေ့ရပါတယ်စစ်တောင်းမြေဝန်ဒေသမှာလည်းမုတ်မပင်လယ်ကွေ့ကနေငါတလောက်တွေဥချသားပေါက်ဖို့ဝင်ရောက်လာတာကိုတွေ့ရပါတယ်ငါတလောက်တွေဥချသားပေါက်တဲ့အချိန်ကတစ်နှစ်မှာ2ချိန်ရှိပါတယ်တချို့ကနိုဝင်ဘာလကနေဒီဇင်ဘာလအထိတချို့ကဇွန်လကနေစက်တင်ဘာလအထိတချို့ကဧပြီလတွင်အဓိကတောက်ပေါက်ကာလ peak season ဆိုပြီးတော့မျိုးမျိုးပြောကြပါတယ်အဓိကဥချတောက်ပေါက်တဲ့ရာသီကအနောက်တောင်မုတ်တုံတွေဘဝင်ရောက်နေတဲ့အနောက်တောင်မုတ်တုံတွေဝင်နေစဉ်ကာလတွေ pre-monsoon နဲ့ during monsoon ဆိုပြီးပြောကြပါတယ်အဲ့ဒီကာလတွေမှာဥချတောက်ပေါက်ဖို့တဲ့ရေချိုမြစ်ချောင်းတွေကိုဝင်ရောက်ဥချတောက်ပေါက်ကြပါတယ်နောက်တစ်ချိန်က minor season လတွေဖြစ်တဲ့ဇန်နဝါရီဖေဖော်ဝါရီလကနေမတ်လအထိဖြစ်ပါတယ်ဒါကအရင်ကလေးလာသိရှိခဲ့တဲ့ငါတလောက်တွေရဲ့ဥချတောက်ပေါက်တဲ့ကာလတွေပါတွေ့ရှိချက်များအရဇူလိုင်၊ဩဂတ်နဲ့စက်တင်ဘာလတွေမှာရေချိုမြစ်များကိုတောက်ပေါက်ဖို့အတွက်အဓိကဝင်ရောက်လာတာကိုတွေ့ရပါတယ်အခုနောက်ဆုံးလေးလာတွေ့ရှိချက်တွေကငါတလောက်တွေရဲ့အဓိကဥချတောက်ပေါက်တဲ့ကာလ peak season ဒီစက်တင်ဘာလလို့သိရပါတယ်ဒါဆိုရင်ငါတလောက်တွေအဓိကတောက်ပေါက်တဲ့ကာလဒီစက်တင်ဘာလ post monsoon ဖြစ်နေတာကိုတွေ့ရပါတယ်ငါတလောက်တွေကတစ်နှစ်ကနေ2နှစ်တွင်အရေးရောက်ပြီးအမတွေကအထီးတွေပို့ပြီးတော့ကြီးပါတယ်ဥပအောင်မှုကအရွယ်အစားပေါ်မူတည်ပြီးဥပေါင်း9သိန်းကနေ2သန်းထိရှိပါတယ်။ငါတလောက်တွေကကြောက်စစ်နဲ့သဲတွေရှိတဲ့မြစ်ချောင်းတွေရဲ့ကျန်းမာဥချသားပေါက်ကြပါတယ်။
တစ်နှစ်ကနေတစ်နှစ်ခွဲထိရေချိုပြစ်ချောင်းတွေထဲမှာနေထိုင်ကြပြီးတော့သူတို့ရဲ့တက်တန်းက၄နှစ်ကနေ၈နှစ်ထိတက်တန်းရှိပါတယ်သူတို့ကအပင်မျောလေး phytoplankton တို့ကိုအဓိကစားသုံးကြတယ်တတ်တာမျောလေးဇူးပင်နံတွေကိုလည်းစားသုံးတာကိုတွေ့ရပါတယ်နောက်ပြီး dianthum တွေ protozoan တွေ crustacean လို့ခေါ်တဲ့အကွာမာရေသမားလေးတွေ mollusk လို့ခေါ်တဲ့ cube ကမာလေးတွေနဲ့ tunicate လေးတွေကစားသုံးထားတာကိုတွေ့ရပါတယ်ဥပမာနဲ့ပေါ်ပေါ်လာတဲ့ငါးလောက်တွေဟာရေစီးချောင်းတွေရဲ့သက်ဆိုင်ကိုလိုက်ပါရပါတယ်တဖြည်းဖြည်းနဲ့သူတို့အတွက်အစာပေါ်များရာနေရာ feeding ground စီကိုတောက်ချပါတယ်ပြီးတော့ရေချိုကနေရေချိုငန်ဆက်စသဖြင့်အငန်းလုံးကိုကျင်းသားအောင်တဖြည်းဖြည်းချင်းရွှေလျာသွားလာကြပါတယ်ရေချိုမှာတက်တော့နေထိုင်ကျက်စားပြီးသူတို့ရဲ့ဘဝစုံပြည့်စုံမှုရေငန်ပိုင်းပင်လယ်စီကိုပြန်လည်ဝင်ရောက်သွားကြပါတယ်နောက်တစ်ခါအရွယ်ရောက်ကြီးပြင်းလာတဲ့အခါမှာချစ်ဖို့ကိုခေါ်ပြီးမိမိတို့ငယ်စဉ်ကျက်စားခဲ့ရာ spawning ground တွေဖြစ်တဲ့ feeding ground တွေဖြစ်တဲ့ရေချိုဒေသများစီကိုတစ်ဖန်ပြန်လည်ပြီးတော့ဝင်ရောက်လာကြပါဦးမယ်လက်ရှိမှာတော့ငါးလောက်တွေကိုအလွန်ကျွံဖန်ဆီးခြင်းနေထိုင်ရာဒေသတွေပျက်စီးလာခြင်းနဲ့ရာသီဥတုပြောင်းလဲမှုတွေကြောင့်ဖန်ဆီးရရှိမှုတွေတဖြည်းဖြည်းရောနေလာနေပါတယ်။ဒါကြောင့်ငါးလောက်ဥချတောက်တဲ့ကာလတွေမှာငါးမပန်းရ area တွေသတ်မှတ်ပြီးငါးလောက်မျိုးစိတွေမပြောင်းပြောင်းတင်းတင်းကောက်ွယ်ဖို့ကြိုးပမ်းနေကြပါတယ်။ဒီကုန်းကျနဲ့ပြောရရင်တော့မြန်မာနိုင်ငံကဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံတွေနဲ့တူကမ္ဘာမှာငါးလောက်အများဆုံးထွက်ရှိတဲ့နိုင်ငံတွေမှာပါဝင်ပါတယ်။ငါးလောက်ငါးဖမ်းလုပ်ငန်းဟာမြန်မာနိုင်ငံမှာငါးဖမ်းလုပ်သားပေါင်းများစွာကိုအလောက်ကန်ခွင့်လန်းတွေပေးနေသလိုနိုင်ငံခြားဝင်ငွေလည်းရှာဖွေပေးနေပါတယ်။ဒါကြောင့်စက်တင်ဘာလပြီးငါးလုံးများအဓိကဥချတောက်သောကာလပိစီဇန်ဖြစ်သူနောက်ဆုံးသူ့ဒေသနာရလက်များရသိရပါတယ်။ AR ဒေသကြီးတွင်မှာစက်တင်ဘာလ15ရက်နေ့ကနေအော်တိုဘာလ15ရက်နေ့ထိနေရာ17နေရာကိုငါးလောက်ဘေးမဲ့ area ဖြစ်နှစ်စဉ်သတ်မှတ်ထားပါတယ်။မိတ်ဆွေတို့အနေနဲ့ရောငါးလောက်တွေကဘယ်ရာသီဘယ်နေရာမှာဥချတောက်ကြတယ်လို့ထင်ပါတယ်။မိတ်ဆွေတို့ရဲ့အမြင်လေးကိုအောက်မှာ comment ပေးခဲ့ကြပါအောင်နော်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။